လူတိုင်းနီးပါးနေ့စဉ်အသုံးပြုနေတဲ့ရေချိုးခန်းကအိမ်မှာလက်စစ်ရှော့ရှင်နိုင်ကြီးအရှိဆုံးနေရာတစ်ခုဆိုတာကိုသတိထားမိကြရလားရေတွေရေနွေးငွေတွေနဲ့ပြည့်နေတဲ့နေရာလေးတစ်ခုပေါ့ကဲဒီနေ့တော့ရေချိုးခန်းရဲ့လက်စစ်ပီကင်းရေးဆိုတဲ့အလွန်အရေးကြီးတဲ့အကြောင်းအရာလေးကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ဒါကအလားအပအတွက်ဒီဇိုင်းဆွဲတာထက်အများကြီးပိုအရေးကြီးပါတယ်မိသားစုရဲ့အသက်အန္တရာယ်နဲ့တိုက်ရိုက်ပတ်သက်နေတဲ့ကိစ္စတစ်ခုဖြစ်နေလို့ပါပဲ ကဲပထမဆုံးအဓိကအချက်ကိုကြည့်လိုက်ရအောင်ဗျာဘာဖြစ်လို့ရေချိုးခန်းကတခြားအခန်းနေနဲ့မတူပဲဒီလောက်ထူးခြားနေရတာလဲဟုတ်ပါတယ်ဒါကတာမန်အခန်းတစ်ခန်းမဟုတ်ပါဘူးသူ့ရဲ့စိုးထိုင်းမှုများတဲ့တဘာဝကြောင့်လက်စစ်ဆိုင်ရာစီမင်းတွေကလုံးဝကွဲပြားသွားပြီးအထူးဂရုစိုက်ဖို့လိုအပ်လာတာပါဆိုတော့ဘယ်အချက်တရများရေချိုးခန်းကိုအိမ်ရဲ့အန်ဒရီအရှိဆုံးထောင်းတနေရာဖြစ်သွားစေတာလဲဒီမေခွေရဲ့ဖြေကပဲဒီနေ့ကျွန်တော်တို့ဖြေရှင်းသွားရမယ့်ပြဿနာရဲ့အဓိကတော့ချက်ပါပဲပြဿနာရဲ့အရင်းမြစ်ကတော့ရှင်းပါပဲဒီအရာနှစ်ခုရဲ့အပေါင်းဆက်မှုပါပဲတစ်ဖက်မှာလက်ကူးပစ္စည်းကောင်းတစ်ခုဖြစ်တဲ့ရေနောက်တစ်ဖက်မှာကျတော့အစွမ်းထက်တဲ့စွမ်းအင်ရင်းမြစ်ဖြစ်တဲ့လျှက်စစ်ဒီနှမျိုးလုံးကနေ့စဉ်ဘဝမှာမရှိမဖြစ်လို့အပ်ပင်မဲ့ရေချိုးခန်းလို့နေရာချင်းချင်းလေးတစ်ခုထဲမှာစုံပြီးတဲ့အခါကျတော့တကယ့်ကိုအန်ဒီရများတဲ့အတွက်အဆက်တစ်ခုဖြစ်လာပါတယ်ဒါတော့ဒီအန်ဒီရကိုဘယ်လိုဖြေရှင်းကြမလဲအဖေကတော်တော်လေးစနစ်ကြတယ်ဗျရေချိုးခန်းတစ်ခုလုံးကိုမတူညီတဲ့ဘေးကင်းရေးဇုံတွေဖြစ်မြေပုံထုတ်ပြီးပိုင်းခြားသတ်မှတ်လိုက်တာပါပဲဒါကိုဘေးကင်းရေးအတွက်လမ်းညွှန်မြေပုံတစ်ခုလို့တပိုးထားလိုက်လို့ရပါတယ်ရေချိုးခန်းဇုံများဆိုတာအတိအကျဘာကိုပြောတာလဲဆိုတော့ဒါကရေနဲ့ဘယ်လောက်နီးကပ်တယ်လဲလျှက်စစ် shock ဖြစ်နိုင်ခြေဘယ်လောက်များတယ်လဲဆိုတဲ့အချက်ဒီပုံမူတည်ပြီးရေချိုးခန်းကို area တွေအထက်ရှင်းရှင်းလင်းလင်းပိုင်းခြားထားတဲ့နိုင်ငံတကာစံနှုန်းတစ်ခုပါဒီမြေပုံကိုတိတိကျကျနားလည်သွားတာနဲ့ဘေးကင်းရေးအထက်ပထမဆုံးခြေလမ်းကိုလှမ်းနိုင်ပြီပေါ့ကဲကျွန်တော်တို့ရဲ့ဒီဘေးကင်းရေးခရီးစဉ်ကိုအန်တီရဲ့စနစ်မြတ်ဆုံး zone 0ကနေဆက်လိုက်ကြအောင်စိတ်ကူးထဲမှာမြင်အောင်ကြည့်လိုက်ပါဒါကရေချိုးကန်ဒါမှမဟုတ်ရေပန်းအောက်ခြေပိုင်းအတွင်းပိုင်းတနည်းပြောရရင်ရေနဲ့လုံးဝထိတွေ့နေတဲ့နေရာပေါ့ဒီနေရာမှာလက်စစ်ဆိုင်ရာစီးမြင့်တွေကအတင်းကျပ်ဆုံးဖြစ်တယ်ဆိုတာပြောနေကြတော့မလို့တော့ပါမို့နောက်စင်တက်ကြည့်အောင် zone 1သူ့ကိုရေစင်နိုင်တဲ့ zone လို့လည်းခေါ်တယ်ဒါကရေချိုးကန်ဒါမှမဟုတ်ရေပန်းရဲ့အပေါ်တက်တဲ့အမြင့်2.2မီတာအထိရှိတဲ့နေရာကိုဆိုလိုတာပါရေပန်းကထွက်တဲ့ရေတွေတက်လိုက်ကျရောက်နိုင်တဲ့နေရာဖြစ်ပါတယ်နောက်ဆုံးကတော့ zone 2ဒါမှမဟုတ်လက်လှမ်းမိနိုင်တဲ့ zone ပေါ့ဒီ area ကရေချိုးကန်ဒါမှမဟုတ်ရေပန်းအစွန်းကနေအပြင်ဘက်ကို0.6မီတာလူတယောက်ရဲ့လက်တကန်းအကွာအဝေးလောက်အထိကျဲပါတယ်အရင်ဆုံးဒီလောက်တော့ရေမဆိုတော့ဘူးဒါပေမဲ့အထူးကာကွယ်မှုတွေလိုအပ်နေတော့ပါပဲကောင်းပြီဇုံနီကိုတော့နားလေသွားပြီဒါပေမဲ့ဒီဘေးရေးမြေပုံကိုအသုံးပြုဖို့တော့တစ်ချောင်းလိုနေတဲ့အဲ့ဒါကတော့ IB rating ပါပဲခဏနှလုံးပါတဲ့ဒီခုက list ပစီတစ်ခုကဖုံမုံနဲ့ရေတန်းကိုဘလောက်ခံနိုင်ရရှိလဲဆိုတာကိုဖော်ပြပါတယ်အထူးသဖြင့်ရေချိုးခန်းထဲမှာတော့ကျွန်တော်တို့အထူးအာရုံစိုက်ရမှာကရေတန်းခံနိုင်ရကိုပြတဲ့ဒုတိယကဏ္ဍမင်းဖြစ်ပါတယ်ဒီစရာလေးကိုတစ်ချက်ကြည့်လိုက်ရင်အားလုံးရှင်းသွားလိမ့်မယ်ရေထဲမှာလုံးဝမြုပ်သွားနိုင်တဲ့ဇုံ0မှာဆိုရင်ပစ္စည်းက IPX7 အဆင့်တနည်းအားဖြင့်ရေစင်ခံနိုင်ရရှိရပါမယ်ရေပတ်တာရေစင်တာတွေဖြစ်နိုင်တဲ့ဇုံ1နဲ့ဇုံ2မှာတော့အနည်းဆုံး IPX4 အဆင့်ရှိတဲ့ရေတံခံပစ္စည်းတွေကိုသုံးဖို့လိုပါတယ်။ဒါဟာအရန်ကိုလက်တွေ့ကြပြီးအသုံးဝင်တဲ့လမ်းညွှန်တစ်ခုပါပဲ။ဒါမှဒီလိုမျက်စိနဲ့မြင်နိုင်တဲ့နေရာပိုင်းခြားသတ်မှတ်ချက်တွေအပြင်ရေချိုးခန်းရဲ့ဘေးကင်းရေးဟာမြင်နိုင်တဲ့ကာကွယ်ရေးကွန်ရက်တစ်ခုအပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။ဒါကိုလျှက်စစ်စနစ်ရဲ့မများရဲ့တက်တော်ဆောင်လို့တောင်တင်စားလို့ရပါတယ်။ CD ဆိုတာဘာလဲဆိုတော့ဒါကအသက်ကယ်ကိရိယာဗျ။လက်စီးချောင်းရိုးစင်မှုအရန်သေးသေးလေးကိုတောင်အာယုံခံမိတာနဲ့မျက်စိထမဲ့အတွင်းမှာပါဝါကိုချက်ချင်းဖြတ်ချပေးတယ်။အဲ့ဒီလိုနဲ့အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့လက်စစ် shock ဖြစ်ခြင်းကနေကာကွယ်ပေးပါတယ်။လက်စစ်အတွက်ဆိုရင်အလွန်အချိမခံတဲ့အချက်ပေး system တစ်ခုလိုပါပဲ။ဒီနံပါတ်လေးကိုမှတ်ထားပေးပါ30မီလီယံပီယာဒီလက်စစ်ပမာဏဟာအလွန်သေးငယ်တယ်လို့ထင်ရပါမယ်။လူခန္ဓာကိုယ်အတွက်အန်ဒီရဲ့ဖြစ်စီဖို့လုံလောက်နေပါပြီ။ RCT ရဲ့ထူးခြားချက်ကတော့လက်စီချောင်းကဒီအန်ဒီရရှိတဲ့အတိုင်းအတာကိုရောက်တာနဲ့ချက်ချင်းအလုတ်လုတ်ဖြစ်အထက်ကိုကဲတင်နိုင်တာပါပဲဒီချက်ကတော့လေဘာမှညှိလို့မရတဲ့ကိစ္စပဲဒီစကားကိုတေးသေးချက်ကမှတ်ထားဖို့လိုပါတယ်ရေချိုခန်းကိုရက်စစ်တက်အားပေးနေတဲ့စက်ခေတ်အားဆုံးကို RCD နဲ့မဖြစ်မနေအကောက်ွယ်ပေးထားရမယ်ဒါဟာဘေးကင်းရဲ့အတက်အနည်းဆုံးလုပ်ရချက်လုံးဝအလျော့အတင်းလုပ်လို့မရတဲ့ချက်ခေတ်ပါတယ်ဒီမြင်နိုင်တဲ့အကောက်ွယ်ရေးစနစ်ရဲ့နောက်တစ်ပိုင်းကတော့ earthing and bonding ပါရိုးရိုးရှင်းရှင်းပြောရရင်ရေချိုးခန်းထဲမှာရှိတဲ့ရေပိုက်တွေတပ်တူပစ္စည်းအလုံးကိုချိတ်ဆက်ပြီးမြေကြီးထဲကိုလမ်းကြောင်းဖောက်ပေးထားတာပါဒါမှတကယ်လို့များလက်စစ်ယူဆင်းမှုဖြစ်ခဲ့ရင်အဲ့ဒီလက်စစ်ကလူနာခန္ဓာကိုယ်ကိုဖြတ်မစ်စာဘေးကင်းတဲ့လမ်းကြောင်းအတိုင်းမြေကြီးထဲကိုအလွယ်တကူစီးဝင်သွားမှာဖြစ်ပါတယ်
ကဲဘေကင်းစီကိုင်းနေတော့နားလဲသွားပြီဆိုတော့နည်းနည်းပိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုတွားကြည့်အောင်ဒီစီမင်းဒီကိုလက်တွေ့ဒီဇိုင်းမှာဘလို့အသုံးချပြီးဘေကင်းပြီးတက်တောင့်တတရှိတဲ့ရေချိုးကန်းတစ်ခုကိုဖန်တီးမလဲဆိုတာပေါ့ ကောင်းမွန်တဲ့မီးအလင်းအမောင်အတွက်အလွှာထုံးလွှာနဲ့စဉ်းစားကြည့်လို့ရပါတယ်ပထမဆုံးအခန်းတစ်ခုလုံးလင်းနေဖို့အထွေထွေအလင်းရောင်ဒုတိယကတော့မှန်ရှိမှာမိတ်ကပ်လိမ့်နာမှုစိတ်ရိပ်တာတဲ့အတွက်တောက်ပေါက်ပြီးစူးစိုက်တဲ့အလင်းရောင်တတိယအနေနဲ့ကတော့အခန်းရဲ့အလားပေါက်ကိုပေါ်လွင်စေဖို့အလားစင်မီလဲတွေပဲဖြစ်ပါတယ် ကဲခလုတ်တွေပလက်ပေါက်တွေအကြောင်းပြောရအောင်ဒီနေရာမှာစီကန်းတွေကတော်တော်လေးတိကျပါတယ်ခလုတ်တွေကိုတကားအဖြစ်ဘက်မှာတတာကအကောင်းဆုံးနဲ့အလုံးကြုံဆုံးပါပဲတာမန်ပါဝါပလက်ပေါက်တွေကိုတော့ရေချိုးကန်ဒါမှမဟုတ်ရေပန်းနဲ့အနည်းဆုံး 1.6 မီတာအကွာဇုံ2အပြင်ဘက်မှာပဲတက်ဆင်ရပါမယ်တခုတည်းတော့ချွင်းချက်ကတော့မုတ်စစ်ရေး73အထူးပလက်ပေါက်ဖြစ်ပြီးသူ့ကိုတော့ဇုံ2မှာတက်ဆင်ခွင့်ရှိပါတယ်အရေးကြီးဆုံးကတော့ပလက်ပေါက်အားလုံးကို RCD နဲ့အကားအကွယ်ပေးချရပါမယ် ကဲအားလုံးပြီးကနီးမှာပြီဒီနေ့ပြောခဲ့သမျှနီးဖညာဆိုင်ရာအသေးစိတ်ချက်လက်ကအားလုံးထပ်ပို့ပြီးအရေးကြီးတဲ့စီမင်းတစ်ခုကိုနောက်ဆုံးအတွက်ခြံထားပါတယ် ဒီနေ့ပြောသွားရတဲ့ကတခုပဲမှတ်ထားမယ်ဆိုရင်တော့ဒါလေးကိုပဲမှတ်ထားလိုက်ပါလက်စစ်နဲ့ပတ်တဲ့လုပ်ငန်းအားလုံးကိုဒေတာဆိုင်ရာစီမင်းတွေကိုကျွမ်းကျင်နားလည်တဲ့လိုင်စင်ရအရေးချင်းပြည့်မိတဲ့လက်စစ်ပညာရှင်ကသာဆောင်ရွက်ရမည်ဒီအချက်မှလုံးဝအလျှော့ပေးလို့မရပါဘူး ကဲဒီအကြောင်းအရာတွေအားလုံးကိုနားထောင်ပြီးသွားတဲ့အခါကိုပြန်မင်းရမယ့်မေးခွန်းတစ်ခုရှိလာပါတယ်ငါတို့အင်္ဂလာရေချိုးခန်းကစီမင်းစီခန်းတွေနဲ့အညီတကယ်ပဲဘေးကင်းရလားဒီအကြောင်းအရာတွေကကိုယ့်အိမ်ရဲ့အခြေအနေကိုပြန်လည်ဆန်းစစ်ဖို့နဲ့လိုအပ်လာရင်ကျွမ်းကျင်ပညာရှင်တွေအကူအညီရယူဖို့အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါမယ်